ကြီးမားတဲ့ဘာဘူးလုံးရဲတိုက်နော်ရဲ့မျိုးဆက်တွေကရှီနာလွင်မြေမှာနေထိုင်ခဲ့တယ်။ရေလွှမ်းမိုးခြင်းဖြစ်ပေါ်လာပြီးနှစ်ပေါင်းရာနဲ့ချီပြီးနောက်ဘာသာစကားတစ်ခုနဲ့လူတွေများပြားလာတယ်။သူတို့ကရဲတိုက်ကိုကောင်းကင်ထိအောင်တိဆောက်ဖို့စတင်ခဲ့တယ်။ရေလွှမ်းမိုးခြင်းပြီးတော့နော်ရဲ့သားတွေကကလေးတွေကိုမွေးဖွားခဲ့တယ်။အဲ့ဒီမျိုးဆက်တွေကနေတဆင့်သားသမီးတွေထပ်မွေးဖွားတယ်။ဒါကြောင့်ကဘာကြီးမှာလူတွေတဖြည်းဖြည်းများပြားလာတယ်။လူတွေသုံးတဲ့စကားကတစ်ခုပဲရှိလို့အချင်းချင်းနားလေကြတယ်။အမေကိုပြောတဲ့စကားကတစ်ခုအဖေကိုလည်းဒီစကားပဲပြောတယ်။လူတွေကနေလို့ကောင်းတဲ့နေရာတွေရှာပြီးအရှိဘက်ကိုပြောင်းသွားကြတယ်။အဲ့ဒီနောက်လူတွေကရှီနာပြည်ရဲ့လွင်ပြေတနေရာမှာအတူတူစုနေကြတာပေါ့။ရှီနာလွင်ပြေကဘာဘူးလုံဒေသမှာရှိတယ်။လူတွေကအတူတူစုနေပြီးအိမ်တွေဆောက်ကြတယ်။အုတ်ခဲတွေနဲ့ကြီးမားလှပတဲ့အိမ်လေးတွေဆောက်ကြရအောင်။လူတွေကကြီးမားတဲ့အိမ်တွေဆောက်ပြီးတဖြည်းဖြည်းလောဘကြီးလာကြတယ်။ကောင်းကင်ကိုထိတဲ့ရဲတိုက်အမြင့်ကြီးတိဆောက်ကြရအောင်။လူတွေကရဲတိုက်ကြီးကိုတိဆောက်နေတယ်။လူတွေကအယံလောဘတက်လာကြတယ်။ထက်မြင့်ကြအောင်။ဘုရားသခင်ကသူတို့လုပ်နေတာတွေကိုမြင်ပြီးအယံဒေါသထွက်တယ်။ဒါကြောင့်ဘုရားသခင်ကလူတွေရဲ့ဘာသာစကားကိုခွဲခြားလိုက်တယ်။လူတွေကအချင်းချင်းစကားပြောနေပေမဲ့ဘာပြောမှမသိတော့လို့ဘာမှဆက်မလုပ်နိုင်တော့ပါဘူး။ဟဲ့အောင်ရေโอเคပေးအောင်။ဘာရေတောင်းတာလား။မဟုတ်ဘူးโอเค။ဘာပြောချင်တာလဲ။လူတွေကနောက်ထပ်ဆက်ပြီးရဲတိုက်ကိုမတိဆောက်နိုင်တော့ပါဘူး။ဒါကြောင့်ရဲတိုက်ဆောက်လုပ်တာပျက်စီးသွားပြီးတနေရာစီထွက်သွားကြတယ်။လွင်ပြေကျဲကြီးထဲမှာဘာဘူးလုံရဲတိုက်ကြီးတစ်ခုပဲကျန်ခဲ့တယ်။အဲ့ဒီအချိန်ကနေစပြီးလူတွေကနေရာစုံမှာကွဲပြားပြီးနေထိုင်ခဲ့တယ်။မတူညီတဲ့စကားတွေသုံးကြပြီးအချစ်ချင်းနိုင်ငံတစ်ခုစီတည်ထောင်ပြီးနေထိုင်ကြတယ်။ကြိုကျသွားတော့ဘာဘူးလုံရဲတိုက်နော်ရဲ့ရေလွှမ်းမိုးခြင်းနောက်မှာလူတွေအတူတူနေထိုင်ခဲ့တယ်။သုံးတဲ့စကားကတစ်ခုတည်းရှိလို့အချင်းချင်းအစင်ပြပြပြောကြတယ်။သူတို့တွေကကြီးမားတဲ့အိမ်ကိုတိဆောက်ပြီးအစာအုပ်အမြင့်ကြီးတွေကိုဆောက်လုပ်တယ်။နောက်ဆုံးမှာဖယားနဲ့တူပါချင်လို့ဘာဘူးလုံရဲတိုက်ကိုစတင်တိဆောက်ခဲ့တယ်။ဖယားသခင်ကသူတို့ရဲ့စကားကိုကွဲပြားသွားစေဆိုပြီးရဲတိုက်တိဆောက်တာလည်းရက်သွားတယ်။ဒီအမှုကဖယားသခင်ကိုတူပါတဲ့အရာကအချင်းနည်းဖြစ်တယ်ဆိုတာကိုသိသွားတယ်။